Ham Story Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးမယ့်ဇာတ်လမ်းလေးကတော့အတန်အောင်မဖြစ်ခဲ့တယ်ဒီအကြောင်းကိုကျွန်တော်အချိန်တော်ကြာစဉ်းစားခဲ့တယ်ဘာလို့လဲဆိုတော့ဒီအကြောင်းကိုပြောလိုက်တာအဲ့ဒီညအတန်ကိုနားထဲမှာပြန်ကြားရတယ်လို့ပါဒီဖြစ်ရကလွန်ခဲ့တဲ့3နှစ်ခန့်ကကျွန်တော်တယောက်တည်းညဘက်အကောင်းကြီးလို့ရင်ဖြစ်ခဲ့တာပါအချိန်ကည7နာရီနီးပါအခန်းထဲမှာမီးလုံးတစ်လုံးပဲလင်းနေပြီပတ်ဝန်းကျင်ကအရန်တိတ်နေတယ်အဲ့ဒီညကတခြားနေ့လိုလိုပဲBible call လို့ဖို့ Bible call လို့ဖို့ဖုန်းစဝဲဖို့တင်ပြီးတန်ဆန်းနေခဲ့တာပါစကားတစ်ကြောင်းပြောပြီးရင်နားထောင်မကြက်ရင်ဒီလိဒါပဲအဲ့ဒီချိန်ဒီဘာမှမထူကြသေးဘူးဒါပေမဲ့နောက်ဆုံးဝက်ကောတစ်ခုကိုနားထောင်တဲ့အချိန်တစ်ခုမမှန်တာကိုလက်ထိထားမိတယ်တစ်ခုမမှန်တာကိုလက်ထိထားမိတယ်ကျွန်တော်ပြောထားတဲ့အတန်ပြန်နောက်ွယ်မှာအတန်လေးတစ်ခုပါနေလေးတန်းလိုမရှိမပြတ်ပထမတော့နောက်ဖြစ်မယ်လို့ထင်နေတာဆူညံနေဖြစ်မယ်လို့ထင်နေတာပေါ့ဒါပေမဲ့နှစ်ချက်နဲ့နားထောင်လိုက်တဲ့အခါအဲ့ဒီအတန်ကစကလုံးဖြစ်လာတယ်တို့လေးအရန်နီးပဲနောက်တစ်ခါထပ်ပြောအေးဆက်တော့တယ်ခန်းထဲမှာကျွန်တော်တယောက်တည်းပဲတကားပိတ်ထားတယ်ဖြစ်နေမှမဖွင့်ထားဘူးဒါပေမဲ့အတန်ကိုကော်ထဲမှာတိတိကျကျရှိနေတယ်စိတ်မတမတာဖြစ်လို့အာယူကောကိုထေလီလှုပ်လိုက်တယ်အဲ့ချိန်မှာအမှန်လှုပ်လိုက်တာကိုကျွန်တော်မသိခဲ့ဘူးနောက်နေ့ညကောတက်ပြန်လုပ်တဲ့အခါဒီတစ်ခါကျွန်တော်စကားပြောခင်ကတည်းကကောထဲမှာအတန်တစ်ခုရှိနေတယ်မရှင်းဒါပေမဲ့အသက်ရှူတယ်လို့ကျွန်တော်အတန်မထုတ်ပဲကောကိုဆက်ထားလိုက်တယ်1မိနစ်2မိနစ်အဲ့ဒီနောက်အတန်တစ်ခုထပ်ပေါ်လာတယ်မဖြစ်နဲ့ကျွန်တော်လက်တော်သွားတယ်ဒီတစ်ခါအတန်ကကျွန်တော်အတန်နဲ့ဆင်တယ်အတန်ကြီးမဟုတ်ဘူးဒါပေမဲ့အရန်နီးနေတယ်နောက်ကျောကနေလူတယောက်ကရဲနေလို့ခံစားရတယ်ဒါပေမဲ့လက်မကြည့်ရဘူးဟိုကောက်ပေးလိုက်တယ်အဲ့ဒီညကျွန်တော်မိန်နိုင်ရဘူးနောက်နေ့မနေ့ကျွန်တော်ရဲ့ဖုန်းဖွင့်လိုက်တဲ့အခါမှာ Daily Workout ဆိုတဲ့ဖိုင်ထဲမှာဖိုင်တစ်ခုပြင်ပေါ်နေတယ်နားမမရှိဘူးအချိန်လည်းမပြထားဘူးဖွင့်နားထောင်တယ်မှုဆိုတာတိနေတယ်မဲ့ဖွင့်လိုက်ပြီပထမဆုံးတိတ်ဆိတ်နေတယ်ပြီးတော့အတန်တစ်ခုပေါ်လာတယ်မင်းဖြစ်လိုက်တာငါ့ကိုနာကျင်စေတယ်အဲ့တန်ကကျွန်တော်အတန်ပါဒါပေမဲ့အဲ့နေ့ကဒီစကားကိုကျွန်တော်မပြောဘူးအဲ့ညကနောက်ပိုင်းဘကောင်းမလုပ်ဖဲနေလို့မရတော့ဘူးဖုန်းမထီလဲညတိုင်းဘကောတိတွေပေါ်လာတယ်အချိန်7နာရီအမြဲတမ်းအတူတူပဲဘကောထဲမှာကျွန်တော်အတန်နဲ့မဟုတ်တဲ့အတန်နှစ်ခုလုံးပါလာတယ်တစ်ခုကအတန်တိတ်နားထောင်နေတဲ့အတန်တစ်ခုကကျွန်တော်အတန်ဒါပေမဲ့ပြောနေတာကကျွန်တော်မသိတဲ့အရာမင်းဒီခန်းကိုရောက်လာမယ်မင်းဒီနေ့ဖုံးမပိတ်ဘူးမင်းကြောက်နေတာငါသိတယ်အကုန်မှန်တယ်နောက်ဆုံးညအကုန်နားထောင်ရင်အဆုံးပိုင်းမှာအတန်တစ်ခုထပ်ကြားလိုက်တယ်နောက်တစ်ခါဝကောလုံးမဲ့သူကမင်းမဟုတ်တော့ဘူးအဲ့ညကနောက်ပိုင်းကျွန်တော်အတန်မဖမ်းတော့ဘူးဒါပေ
ပေမဲ့ဖုန်းထဲမှာဝကောအတစ်တွေယနေ့အထိပေါ်နေသေးပါဒီတန်ကိုမဖြတ်ခဲ့တယ်ဘူး